ဒါတော့ကျွန်တော်တို့အိန္ဒိယနိုင်ငံကာကတာမြို့ကနေပြီးတော့ကျွန်တော်ဘူတန်ကိုရထားနဲ့ခီးစံပြန်ဖြစ်ပါတယ်ဒါတော့ကျွန်တော်ဘူတာရှိမှာကျွန်တော်တို့စီးရမယ်တသိန်းလုံးကစီးရမယ်ရထားတွေမတူတဲ့တော့ခွဲရမယ်အထုပ်တွေကိုကျွန်တော်တို့ခွဲနေဖြစ်ပါတယ်ဒါဘူတာကျွန်တော်တို့အိန္ဒိယနိုင်ငံဘူတာရှိမှာဒါတော့ကျွန်တော်တို့ဘူတာမူရောက်တဲ့အချိန်မှာကျွန်တော်တို့စီးရမယ်အတွေ့ကိုလိုက်ရှာနေဖြစ်ပါတယ်ပဲကျွန်တော်တို့အတွေ့ဘယ်နားစီးရမလဲပေါ့နော်ဒီကောင်လေးကကျွန်တော်လိုက်ရှာနေရဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ရထားပေါ်ရောက်တဲ့အချိန်မှာကျွန်တော်တို့ CMS တွေလည်းရနေတော့เนาะဒါပေမဲ့ကျွန်တော်တို့ကဘာပြဿနာဖြစ်လဲဆိုတော့ကျွန်တော်ခီးတော့ရပြီဖြစ်တဲ့အတွက်ကျွန်တော်လက်မှတ်လည်းကျိုးမပြတ်လိုက်တဲ့အတွက်ပေါ့နော်ခုံနေကကျွန်တော်6ယောက်ခုံမှာကျွန်တော်9ယောက်နေရတဲ့အတွက်နည်းနည်းတော့ကျွန်တော်တို့ပြဿနာရှိတော့เนาะဒါနည်းနည်းလေးဖြစ်တာပေါ့အဲ့တော့ကျွန်တော်တို့ဒါတော့ကျွန်တော်တို့ခုံမလားခုံမရတဲ့လူတွေကကျွန်တော်တို့ဒါရထားလက်မှတ်ရထားဝန်ထမ်းပေါ့နော်ဝန်ထမ်းနဲ့ကျွန်တော်တို့ခုံထက်ယူလို့ကျွန်တော်ဒါစကားပြောဒါတော့ပူတာရထားဝန်ထမ်းဖြစ်ပါတယ်အဲသူနဲ့ကျွန်တော်တို့ဒါနေရာဘာညာရွှေချောင်းလားလောက်ပါတော့เนาะဒါကတော့ခုံမရငယ်ဆက်ကြပါတော့ကျွန်တော်တို့အထုပ်တွေလည်းထားရတယ်တော့လူတွေဆိုတော့တားများရတဲ့အတွက်ဘယ်လိုဆိုတော့ကျွန်တော်အဆင်ပြေသလိုလေးပဲကျွန်တော်နေရာထိုင်ရတာပေါ့ဗျာတခုံးလေးမှာ3အောင်လည်းတိုင်ရတယ်အိတ်တွေလည်းထားရတယ်ဆိုတော့ကျွန်တော်တို့နေရာမရှိတဲ့အတွက်ကျွန်တော်တို့ဒါနည်းနည်းလေးဟိုကြည့်ဟိုထိုင်ဒီထိုင်ပေါ့ဗျာဒါစီကနေကြာလာအချိန်မှာကျွန်တော်ရဲ့ထင်ပေါ်တွေကတော့ထင်ပေါ်တွေကြာပါဖြစ်ပါတယ်ကျွန်တော်တို့ကုန်းမရတဲ့အတွက်ကျွန်တော်တို့ထိုင်နေပါတယ်ကျွန်တော်ထင်ပေါ်တွေကတော့အိတ်လူအိတ်သင်ပြီးသလိုပဲအိတ်ကြတော့ဗျာဒါတော့နောက်နေ့တမနဲ့ကျွန်တော်တို့ခီးဆက်မဲ့နယူးပညာပူရီပူတော်ရောက်ရှိလာဖြစ်ပါတယ်ကျွန်တော်တို့ဒါနယူးပညာပူရီကနေပြီးတော့မှကားနဲ့အိန္ဒိယနယ်မျိုးကိုတက်ပြီးတော့တောင်းဖြစ်ပါတယ်အိန္ဒိယထုံးတဲ့လူတွေကရှုပ်ချက်တွေကရပရာနေဖြစ်ပါတယ်ကိုကတော့ဒါကားမလာခင်စကြပါတော့ကျွန်တော်တို့ပူတာမှာစောင့်နေပါတယ်ဒီဘက်ကတော့ကျွန်တော်တို့ကိုအိန္ဒိယနေပြီးတော့ကလာကတာနဲ့ဒီနယူးပညာပူရီလိုက်ပို့ပြီးတဲ့ကျွန်တော်တို့နဲ့ချိတ်ဆက်ထားတဲ့အကယ်ဒမီကအသင်းမှာဖြစ်ပါတယ်သူ့နာမည်ကရာဟူးလို့ခေါ်ပါတယ်ရာဟူးကတော့ကျွန်တော်တို့ကိုပြန်ခံပြီးတော့ဒီလိုက်ပို့ပေးရတာလမ်းမှာလောတာရဲ့သူပုံမှန်ခုတော့ကြောင့်သူလည်းလိုက်ပြီးတော့တိကျလေးကိုကူညီခဲ့ပြီပါတယ်my friend ရာဟူးပေါ့ဗျာဒါတော့ကျွန်တော်ရဲ့ဒီမှာပြောပါတယ်ကျွန်တော်ကကားစီးရဖြစ်တဲ့ကားမလာတဲ့ပူတော်လေးကျွန်တော်တို့နည်းနည်းတော့တောင်းတင်နေတာဖြစ်ပါတယ်ကားမလာရင်လည်းမင်းသားတစ်ဖြစ်ပါဗျာကျွန်တော်ကားလေးရောက်ပြီဆိုတော့ဒီကားနဲ့ကျွန်တော်တို့ကအိန္ဒိယနယ်မျိုးဆက်တောင်းဖြစ်ပါတယ်ကျွန်တော်ကားပေါ်ကျွန်တော်ပါလာတဲ့အထုပ်တွေကိုကျွန်တော်တင်ပေါ်ရအောင်ဝိုင်းဝန်းပြီးတော့တက်တယ်လို့တက်အောက်ကနေပြေးလို့ပြီးနေကျွန်တော်ပေါင်းတင်ရတယ်ဗျထိုးနေတော့ကျွန်တော်လည်းအားသာပွဲဖြစ်တဲ့အလျောက်ကောအားသာပစ္စည်းတွေကျွန်တော်တို့ရဲ့အိတ်တွေပါပြီးတဲ့ပစ္စည်းကတော်တော်လေးများပါတယ်ကျွန်တော်လည်းဒါကားပေါ်ပစ္စည်းတင်နေရဖြစ်ပါတယ်အနည်းလားကွဲပွားနေသားဖားတွေဒါအိန္ဒိယမှာပြန်ပြီးတွေ့ဖြစ်ပါတယ်ဖေကတော့ရှက်နေရောဗျာသူဖေကတော့ဒါကလေးနဲ့သူကပြန်စားတွေ့ဆိုကလေးကတော့ကလေးကတော့ရှက်နေရောဗျာကလေးကတော့ဘာမှမပြောတင်းဆွဲနေဖေကလည်းသူတို့ရှောင်းစားကြတယ်ကြည့်အားရှက်နေဖေကတော့ကလေးကိုကျင်တဲ့တော့ကလေးကတပီတော့ပါလေအခုဆိုတော့ကျွန်တော်တို့ကကားနဲ့တစ်ဆင့်အိန္ဒိယနယ်စပ်မြို့ခီးစားဖြစ်ပါတယ်အဲကနေမှအဲ့နယ်စပ်ဖြတ်ပြီးတော့ကျွန်တော်ဘူတန်မြို့ကိုရောက်ဖြစ်ပါတယ်ဒီဆိုတော့ကောင်းအောင်ပါညာဝရဟိုတီရှုပ်လှုပ်ရှားရုံးကန်ရတဲ့ကျွန်တော်ဒါလမ်းပေါ်ရောက်ရှိလာပါပြီအိန္ဒိယရဲ့လမ်းတွေကတော့ကျွန်တော်မြင်တဲ့အတိုင်းပဲတက်ရှင်းတက်ရဖုံဆိုတော့စက်မှမရှိပါဘူးညာဖုံရှိတဲ့လမ်းတွေကိုကျွန်တော်ပြတ်တန်းနေပါကျွန်တော်တားမဲ့လမ်းတွေဖြစ်ပါတယ်လမ်းမှာတော့ကျွန်တော်တို့တညာလုံးလဲเนาะမစားရသေးရဖြစ်တဲ့အတွက်လမ်းမှာတွေ့ခဲ့တဲ့ restaurant တစ်ခုမှာကျွန်တော်ဝင်ပြီးတော့စားပြီးထမင်းကျော်ပါနဲ့စားခဲ့ကြပါတယ်။ခင်ဗျာစားပြီးတဲ့အချိန်မှာကျွန်တော်တင်မောင်တယောက်ကတော့လမ်းဘေးဝဲရရှုခင်းတွေကိုသူ့မှာအမှန်ကန်ကြည့်ပြီးတော့လိုက်ပါလာဖြစ်ပါတယ်။
အခုဆိုရင်တော့ဒါကျွန်တော်တို့အိန္ဒိယနယ်စပ်မြို့ရောက်ရှိလာဖြစ်ပါတယ်အခုမြင်တဲ့အုတ်တန်းကတော့ဒါဘူတန်နိုင်ငံနဲ့အိန္ဒိယနဲ့ခြားထားတဲ့အုတ်တန်းဖြစ်ပါတယ်ဒီဘက်အခုကျွန်တော်လမ်းလျှောက်နေနေတော့ဒါအိန္ဒိယပေါ့နော်ဟိုဘက်ကိုရောက်တယ်ပြီးတော့ဘူတန်ကိုရောက်ဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ပြောဒီပြောပါဗျာအုတ်တန်းရမြင့်နေပါညာပေါ့လိုပဲတော်ကီဖုတ်ဒါပါနော်နောက်မှာပါတဲ့တယောက်ကတော့ကျွန်တော်တို့ဘူတန်နိုင်ငံထဲဝင်ထွက်မှာလွယ်ကူချုံးဝင်အောင်လိုက်ပြီးခွင့်ပြုတဲ့ guide ဖြစ်ပါတယ် guide ကတော့2ယောက်ပေါ့နော်ဂျာ1ယောက်မှ1ယောက်အဲရှေ့ကရဲတနောင်းမောင်းနဲ့1ယောက်ရဲသူရဲတာ guide 2ယောက်ပေါ့ကျွန်တော်တို့လောတန်လေးလို့အခုဒါနေဆက်ဘူတန်နေဆက်လို့ဒါဘက်ကိုရောက်ရှိလာဖြစ်ပါတယ်ဒါဘက်မှာကျွန်တော်တို့နောက်ကတင်းပေါ်တွေစောင့်နေတယ်ကျွန်တော်ရိုက်ဒီရိုက်ပေါ့နော်ဒါတော့ကျွန်တော်အတင်းပေါ့တော့တလေးဦးဒီမှာမြင်နေတဲ့တယောက်ကတော့ဒါကျွန်တော်တို့အိန္ဒိယမှာရှိတဲ့ကောင်ကကျွန်တော်တို့နဲ့လာပြီး join တဲ့ academy က academy လည်းဖြစ်ပါတယ်။သူကလည်းကျွန်တော်ကနှုတ်ဆက်ခိုင်းတာလို့ပြန်ပါကြဆိုပြီးရှောင်းနှုတ်ဆက်ပါတယ်။အခုကျွန်တော်ဘူတန်နယ်စပ်မြို့မှာကျွန်တော်ညအိတ်ဆက်နဲ့ဓာတ်ရည်များဟိုတယ်ကိုကျွန်တော်တောင်းနေဖြစ်ပါတယ်ဘူတန်နိုင်ငံထဲရောက်လာတော့ဘူတန်ရဲ့မြို့တော်မျိုးတွေပါကျွန်တော်နောက်မှမနေ့ကျရင်တော့ကျွန်တော်ဘူတန်ရဲ့မြို့တော်ကျွန်တော်တက်ပြီးတော့ခီးဆက်ဖြစ်ပါတယ်အခုတော့ဒီနယ်စပ်မြို့မှာပဲကျွန်တော်တညအိတ်အောင်ဖြစ်ပါတယ်ကျွန်တော်နေရာမှာဟိုတယ်ရောက်ပြီးတဲ့အခါကျတော့ဟိုတယ်မှာအိတ်တွေခိုင်းထားတယ်ကျွန်တော်ဒီနာကိုလိုက်ကြည့်တဲ့အခါမှာတို့ရဲ့ဘုရားကျောင်းတစ်ခုတွေ့တော့ဘုရားကျောင်းတော့ကျွန်တော်ဝင်ရောက်ပြီးလေ့လာနေပါတယ်တို့ဒါဒီဝိုင်းယူတော့ကလေးလှည့်နေတော့တွေ့ပါတယ်ဘာမှမသိလို့ကျွန်တော်လက်စကနေကမှတော့ပါတယ်ကြည့်လာတယ်လာလာတော့ဘိုးလေးခဏခဏ6ဘက်လှည့်နေလို့ရှင်တဲ့မိမကောင်းမင်းနဲ့ရတယ်အဲမာကလေးနေโอเคမိမကောင်းရဖို့အတွက်အခုစူးစမ်းပတ်တာလှည့်ရဖြစ်ပါတယ်ခင်ဗျာမိမကောင်းရင်တွေ့ရပါသေးဗျโอเคဒီဘက်လာမှာတပတ်တော့တပတ်တီးမမြင်မှာတပတ်နှစ်ကောင်ပဲရှိသေးတယ်โอเคနောက်တစ်ပတ်โอเคသုံးပတ်ပြည့်သွားပြီ3ပတ်ပြည့်သွားရပြီကျွန်တော်ဘုရားကျောင်းနေပြီးတော့ထွက်လာတဲ့အခါမှာဟိုတယ်ပြန်လေးပဲနဲ့အနီးနားသူတို့တွေရုံပြီးတော့ကျွန်တော်ပတ်လျှောက်ပတ်ပြီးတော့ OGDG တဲဝင်ရဲ့ကောင်ကျွန်တော်ဆက်ပြီးလုပ်ခဲ့ပါသေးတယ်ဒီညအိမ်ရွာနောက်နေ့မှာကျွန်တော်တို့ကဒီနယ်သက်မြို့နယ်ကဘူတန်ရဲ့မြို့တော်တင်ပူကိုကျွန်တော်တို့ဆက်လက်ပြီးခီးတော့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီဒုတိယပိုင်း